ရိုးရိုး BOE ဆွစ်တွေမှာ CCTV ကင်မရာတွေအတွက်ကို network နဲ့ power ပဲပေးနိုင်တာဖြစ်ပြီးတော့အခုဒီ HIKB ရှင်းရဲ့ smart managed BOE ဆွစ်တွေမှာတော့ CCTV ကင်မရာတွေရဲ့ network ကိုစောင့်ကြည့်ပြီးတော့ troubleshooting လုပ်နိုင်တဲ့ feature တွေပါဝင်ပါတယ်ပထမဆုံးကတော့ port attribute ပေါ့နော်သူ့မှာဆိုလို့ရှိရင်เนาะသူကဒီ port တစ်ခုချင်းစီရဲ့ link အခြေအနေတွေပေါ့နော်နောက် speed တွေကိုစောင့်ကြည့်နိုင်တယ်နောက်ပြီးတော့ CCTV ကင်မရာတွေမှာ offline ဖြစ်ခဲ့လို့ရှိရင်လည်းဒီနေရာကနေပြီးတော့သူ့ရဲ့ကင်မရာနဲ့ network connection ပြဿနာတွေကိုဖြေရှင်းနိုင်မှာဖြစ်ပါတယ်ဒုတိယကတော့ BOE management ပေါ့သူကတော့ CCTV ကင်မရာတစ်လုံးချင်းစီကိုပေးထားတယ်ကင်မရာတွေရဲ့ power အခြေအနေတွေကိုစစ်ဆေးနိုင်တယ်ကင်မရာမှာ power မရခဲ့ဘူးဆိုလို့ရှိရင်လည်းcable အကြောင်းဖြစ်တာလားကင်မရာအကြောင်းဖြစ်တာလား switch အကြောင်းဖြစ်တာလားဆိုတဲ့ error တွေကိုကျွန်တော်တို့ကစစ်ဆေးနိုင်မှာဖြစ်ပါတယ်တတိယအချက်ကတော့ CCTV ကင်မရာတွေအတွက်ကိုအရန်သုံးဝင်တဲ့ function လေးတစ်ခုဖြစ်တယ်အဲ့ဒါကတော့ဒီ BOE white dot ပေါ့နော်သူကကြတော့ကျွန်တော်တို့အခုဒီမှာတက်ဆင်အသုံးပြုထားတဲ့ IP ကင်မရာတွေမှာတစ်ခါတည်းမှာကင်မရာဟန်နေတယ်ပေါ့တနည်းပြောရင် connection loss ဖြစ်နေတဲ့အချိန်မျိုးမှာဆိုလို့ရှိရင်သူရဲ့ network switch တွေကိုကျွန်တော်တို့ကလှမ်းပြီးတော့ဒီကနေပြီးတော့ BOE reset ပြန်ပြီးတော့လုပ်ပေးနိုင်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဒီ CCTV တွေကို on site ပေါ့နော် site ထဲထိသွားပြီးလှုပ်ရှားမလို့ပဲနဲ့အဝေးကနေလည်းပဲလှမ်းပြီးတော့ reset လုပ်လို့ရတဲ့ function လေးဖြစ်ပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ port isolation ပေါ့သူကကြတော့ဒီ CCTV ကင်မရာတွေအချင်းချင်းမှာ network communication တွေမဖြစ်အောင်လို့စီမံထားတာဖြစ်ပြီးတော့ဒီ NBR တို့ uplink တို့ကိုတော့ communication ဖြစ်အောင်ဆောင်ရွက်ပေးတဲ့ function လေးတစ်ခုဖြစ်ပါတယ်ဒါလေးကကြတော့ကျွန်တော်ဒီ CCTV network ရဲ့ security ဘိုင်းအတွက်ကိုအရန်အသုံးဝင်တဲ့ function လေးဖြစ်ပါတယ် VLAN ကတော့ network တွေကိုအုပ်စုခွဲပေးတဲ့ feature လေးတစ်ခုဖြစ်တယ်ပေါ့နော်သူထဲမှာတော့ကျွန်တော်တို့က CCTV တွေ network တွေ Wi-Fi တွေစသဖြင့်VLAN တွေ VLAN 1 VLAN 2 VLAN 3ပေါ့ဒီလိုမျိုးတွေခွဲခြားပေးလို့ရတဲ့ feature လေးဖြစ်တယ်သူကတော့ဒီကျွန်တော်တို့ network တွေကြီးမားတဲ့ဒါ office တွေ hotel တွေ factory တွေမှာအသုံးဝင်ပါတယ် HNKB ရှင်း smart BOE switch တချို့မှာတော့ long range extend mode တွေပါဝင်တယ်အဲ့တော့ဒီ extend mode ကပုံမှန် CCTV ကင်မရာတွေကိုတချို့ model တွေအတွက်ပေါ့နော်ဒါမီတာ300လောက်အထိကို supporting လုပ်ပေးနိုင်တယ်ဒါပေမဲ့အသုံးပြုထားတဲ့ cable ရဲ့ quality နဲ့ CCTV ကင်မရာကလက်ခံနိုင်တဲ့ power ကိုတော့သတိထားပြီးစဉ်းစားဖို့လိုအပ်ပါလိမ့်မယ်ကျွန်တော် network switch တွေအများကြီးချိတ်ဆက်အသုံးပြုထားတဲ့အခါမှာ network အတွင်းမှာဒါ switch ချင်း network loop ဖြစ်တဲ့ပြဿနာတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီပြဿနာတွေကိုဒီ SDP ISDB function လေးကနေပြီးတော့ကာကွယ်ပေးထားတာဖြစ်ပါတယ်ကျွန်တော်ဒီ cable detect ဆိုတာလေးကကြတော့အခုဒီ BOE switch နဲ့ပေါ့နော်ဒါ CCTV ကိုချိတ်ဆက်အသုံးပြုထားတယ်ကျွန်တော်တို့ဒီ cassette data cable line ကြောင်းမှာဒါသူ့မှာ connection အဆင်ပြေရဲ့လား cable မှာ error ရှိနေလားဆိုတဲ့ဟာလေးကိုပြန်လည်စစ်ဆေးတဲ့ function လေးတစ်ခုဖြစ်ပါတယ်အခုလိုမျိုးဒါ device reboot လုပ်တယ်ပေါ့နော်ဒါလေးကကြတော့ကျွန်တော်တို့အကယ်လို့များတာကျွန်တော်တို့အသုံးပြုနေတဲ့ဒီ BOE switch မှာတစ်စုံတစ်ခုပေါ့နော်ဒါ exception error လေးတစ်ခုတလေရှိနေခဲ့ပြီဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့က device reboot ပြန်လုပ်လို့ရတယ်အဲ့လိုမျိုး device reboot ဆိုတာလေးကိုလုပ်လိုက်ခြင်းအပြင်ဘာဖြစ်သွားမလို့ဆိုတော့ကျွန်တော်တို့ပုံမှန် BOE switch တွေဒီရခိုင်တိုင်းပဲဆက်လက်ပြီးတော့အသုံးပြုနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ CCTV ကင်မရာတွေတက်ဆင်အသုံးပြုတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် network line တွေအသုံးပြုတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်ရိုးရိုး switch တွေသုံးလာတဲ့စားလို့ရှိရင်အခုလိုမျိုးကျွန်တော်တို့ဒီ smart managed switch တွေကိုအသုံးပြုခြင်းအပြင်လုပ်ငန်းငယ်အတွက်ကိုဒါကျွန်တော်တို့ site ထဲကိုပေါ့နော် on site သွားကြမလို့ပဲနဲ့အလွယ်တကူပဲလှမ်းပြီးတော့ဒါကျွန်တော် online mobile ရတော့၎င်း computer web develop web ပေါ်ကနေတော့၎င်းပေါ့နော်ဒါလေးကိုကျွန်တော်တို့အလွယ်တကူ maintenance service လုပ်လို့ရပါတယ်ကွန်ပျူတာနဲ့ချိတ်ဆက်ပြီးအသုံးပြုမယ်ဆိုရင်တော့ function လေးတွေကိုပို့ပြီးတော့ပြည့်ပြည့်စုံစုံအသုံးပြု